အင်းပြထပ်မံမျှဝေပေးပါမယ်။တက်ကုန်းမြို့နယ်အင်းပင်တောင်ရွာနဲ့မြောက်ရွာမှာရှိတဲ့ရာမြေတွေမှာကျူးကျော်အိမ်100ခန့်ပေါ့နော်။ရာမြေတွေမှာစောက်ထားတဲ့အိမ်တွေအဲ့ဒါကိုတစ်ပတ်အတွင်းဖျက်သိမ်းပြရမယ်ဆိုပြီးတော့ထွေရုပ်ကစာထုတ်တယ်။စာထုတ်တဲ့ကိစ္စတော့ဒါဥမောင်ဦးကနေလွတ်ခိုင်းတယ်ဆိုပြီးတော့ဂျင်းရွာပေါင်းကြီးကျွရတယ်မှာတော့ဒီလို Welcome to BYN Channel BYN Channel ကနေကြိုဆိုပါရရှင်ဗီဒီယိုလေးတွေကိုပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါရရှင်ဟုတ်လားလုံဆော်တဲ့ပုံစံမျိုးသတင်းတွေပြန့်နေပါတယ် CRF Challenge ကောင်စီကတော့ချင်းလူမျိုးမှလို့ရှိရင်ကြားမကြီးငယ်မရွေး3နှစ်စစ်မှုထမ်းရမယ်ဆိုပြီးတော့မိန့်ထုတ်ပြန်သွားပါပြီဖားကန်မော်စီစာမှာတော့မြေစာပုံပြိုကျတဲ့လူ9ဦးသိဆုံးသွားပါတယ်ခဏခဏဖြစ်နေတာပါဒါကတော့ဝိုင်းရည်အတွက်ကြိုးစားရင်းနဲ့ဒီလိုအသက်ဆုံးရတဲ့ဒါကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေပေါ့နော်လောက်ကန်နေရတာပြန်ဆက်ဝန်ထမ်းနေပြီးတော့စီဒီအန်လုတ်တယ်လုတ်ပြီးတော့ဥဒသတင်းဌာနရဲ့အလွတ်သတင်းတောက်လုတ်နေတဲ့ကိုတာလဲမောင်ဆိုတာဆိုသူစိုင်းတော်ရွာမှာလက်ဖေးဆိုင်ထိုင်နေစဉ်မှာကင်းရဖမ်းဆီးပြီးတော့တပ်ဖြတ်ပစ်လိုက်ပါတယ်ကိုတာလဲမောင်ကိုပထမချိန်တုန်းကဖမ်းသွားတော့45ရက်ကြာပါတယ်အခုပြန်လုတ်ပြတာမကြာသေးပါဘူးအခုပြန်လုတ်ပြတာမကြာသေးဘဲနဲ့ပြန်ဖမ်းပြီးတော့တပ်ဖြတ်ခြင်းခံလိုက်ရတာပါစိတ်မကောင်းပါဘူးเนาะမိသားစုတွေတော့အင်တာဝမ်းနည်းမိပါတယ်နိုင်ငံတော်လုံခြုံရေးကိုနှောက်ယှက်ဖျက်ဆီးတဲ့ပြစ်မှုကျူးလွန်တဲ့သူတွေကို passport ထုတ်ပေးခြင်းကိုတားမြစ်တဲ့ဥပဒေသစ်ထုတ်ပြန်လိုက်ပါပြီလာရှုမူဆယ်လမ်းဘက်ကိုပြီးခဲ့တဲ့ရပိုင်းတွေက TNL နဲ့ MNDAA တို့နှစ်ဖက်ထိပ်တိုက်ဒါနေမြူလူတဲ့ပုံစံမျိုးတွေလမ်းကြောင်းတစ်လျှောက်မှာပြည်ကတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်အခုခါမှာတော့ MNDAA ကထိန်းချုပ်လိုက်ပါပြီထိန်းချုပ်တာနဲ့တပြိုင်နက်အခုလာရှုမူဆယ်မန်လေးနေချင်းပေါက်သွားလို့ရပါပြီအဲ့တော့ကားငယ်လေးတွေသွားခွင့်ရတာပေါ့နော်ကုန်ကားကြီးတွေကတော့သွားလို့မရသေးဘူးအဲ့တော့ရှေ့ခေါင်းကန်းက3သိန်းခွဲပါနောက်ခန်းက3သိန်းပါဘယ်လိုပဲဖြစ်ဖြစ်ပြည်သူတွေဒါတရုတ်နိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့နေဆက်စီးပွားရေးအခွင့်အလမ်းများတဲ့မျိုးကြီးဖြစ်တဲ့အတွက်ပြည်သူတွေစီးပွားရေးလုပ်ကိုင်ဖို့အခွင့်အလမ်းရရင်နေမြေတည်ငြိမ်သွားရင်ဝမ်းသာပါတယ်ကျင်းတတ်ပါတယ်။နောက်နေပြီးတော့ပြည်သူရင်မြတ်မှာလာမဲ့တစ်ချက်မှာဒါလမ်းလျှောက်တဲ့ကြံပေါ့နော်စီကားတော့ကျင်းပမလို့သိရပါတယ်။လမ်းလျှောက်တဲ့ကြံမှာအမှုပညာရှင်ဒါကျွန်တော်တို့30ဦးလောက်လာပြီးတော့ဖွဲ့မယ်လို့သိရပါတယ်။ East ရဲ့ပြီးခဲ့တဲ့ဂျပန်တွေက4000တက်ခတ်မှုမှာအီရန်ထိပ်တန်းခေါင်းဆောင်တို့တည်ဆုံသွားပါတယ်။ Ismail Khatib နဲ့အလီလာလီဂျာနီလို့သိရပါတယ်။နောက်အမေရိကန်ကာကွယ်ရေးကအီရန်ခေါင်းဆောင်တွေရာတဲ့ကြွပြားခဲ့သူတဲ့တွင်းနေတယ်မှာပုံအောင်နေလို့ဆိုပြီးတော့ပြောလိုက်တဲ့အတွက်အီရန်သမ္မတရဲ့ကာကွယ်ရေးဝန်ကြီးရဲ့လုံခြုံရေးအတွင်းမှုတို့ကတီရာလန်းတွေပေါ်ထွက်ပြီးတော့ပြည်သူများနဲ့အတူဆက်ပြီးဆွဲတဲ့ပုံရိပ်တွေထုတ်ပြသွားပါတယ်။ဒါသူတို့ရှိတယ်ဆိုတဲ့အကြောင်းပေါ့နော်။အဲ့တော့မလေးရှားရောက်ရခိုင်တူကတော့ကွာလာလုံမှာရှိတဲ့တတိတူထံနေပြီးတော့ ringgit 7000ခုတ်ယူတဲ့ပြီးပါတဲ့ငွေလင်းနေစင်ပါပဲအဖမ်းခံလိုက်ရပါတယ်။နောက်သတင်းတစ်ခုကတော့ယနေ့အချိန်ထိဟုတ်လားစနေရက်ဆိုတော့ပျောက်နေတယ်အစ္စရေးဝန်ကြီးချုပ်နေဘင်ဂျမင်နေတန်ယာဟုသူမသေးဘူးဆိုလည်းပြောတယ်သူသေးတယ်လည်းပြောတယ်အမျိုးမျိုးသတင်းတွေကထုတ်ပြန်နေတယ်ဒါပေမဲ့သူတို့ကစီးရေးစီယာမှာလျှို့ဝှက်တဲ့သဘောရှိပါတယ်ဘယ်လိုပဲဖြစ်ဖြစ်နိုင်ငံကိုစနစ်ကျကိုကဲနေတဲ့ခေါင်းဆောင်တယောက်တည်သွားရင်အဲ့နိုင်ငံအပြောင်းလဲတွေဖြစ်သွားတတ်ပါတယ်ဒါကြောင့်ထိန်ထန်တယ်လျှို့ဝှက်တယ်လို့